မင်းဒီနေ့ချုံချိမှာစားခဲ့ပူတဲ့မာလာကြက်မြေအိုးတရီရလို့သူတို့ညီလက်အတိုင်းလုပ်ပြမှာပဲဖြစ်ပါတယ်ရှင်။ကြက်သားလေးကနူးညံ့ပြီးတော့လုံနီးလေးကိုလိုက်ကြည့်ပေးကြပါအောင်ရှင်။ကြက်တကောင်ကိုပိုင်းပိုင်းခုတ်ပြီးဆေးအောင်ဆေးပြီးတော့6ခန့်ထားရပါမယ်ရှင်။ကြက်သားဟင်းကိုထုံထုံဆက်ဆက်ဖြစ်အောင်လို့ငရုတ်ပွားငရုတ်တောင်းလက်တဆုပ်စာခွာကြောင်းနဲ့စွန်ထည့်ပေးရပါမယ်ရှင်။အပေါ်မှာကတ်နေတဲ့ဖုံတွေကိုတန့်စင်အောင်လို့ရေနဲ့စိမ့်ပြီးတော့ပြန်ဆေးချရပါမယ်ရှင်။ကြက်တာဟင်းကိုအရသာရှိပြီးတော့နှက်မွေးအောင်လို့ကြက်တွန်နီကြက်တွန်ဖြူဂျင်းလက်တဆုပ်စာထည့်ပေးရပါမယ်ရှင်။ဟင်းခက်အမွေးကြိုင်အနေနဲ့ကရဝီရက်3ရွက်နနက်ပွင့်3ပွင့်တကြပိုးခောက်3ခုလိမ္မော်ခွန်း3ပြားထည့်ပေးရပါမယ်။ပိုက်စင်းနဲ့ပဲခုတ်ကမရှိရင်မထည့်လည်းရပါတယ်ရှင်။6ခုခွန်းတစ်ခုထည့်ပေးရပါမယ်ရှင်။ခြုံချီမှာစားခဲ့တဲ့အတိုင်းမိုးရီထည့်ထားတော့မင်းလဲမိုးထည့်လိုက်ပါတယ်ရှင်။အဓိကပါဝင်ပစ္စည်းကတော့ဒီပကံလုံးထဲမှာပါတဲ့3မျိုးပါပဲ။စီသုံးစွန်းကိုမြကြီးကြီးနဲ့ပူပေးပြီးလို့ရှိရင်အနီးနဲ့မရှိအောင်လို့ဂျင်းကိုရင်ထည့်ပေးရပါမယ်ရှင်။ဂျင်းမွေးနှံထွက်လာပြီဆိုလို့ရှိရင်ကြက်သားကြော်လိုက်လို့ရပါပြီရှင်။အိုးမကောက်အောင်လို့ကြက်သားကိုမကြာခဏမွေပေးရပါမယ်ရှင်။ကြက်သားအရောင်အဝါရောင်စတန်းလာပြီးတော့အရေ6သွားပြီဆိုလို့ရှိရင်မွေးအောင်လို့ကြက်တွန်ဖြူကြက်တွန်ကြီးစထည့်ကြော်ရပါမယ်။ပြီးရင်ခုနအပြင်ဆင်ထားတဲ့ဟင်းခတ်မွေးကြိုင်တွေကိုထည့်ကြော်လိုက်လို့ရပါပြီရှင်။ခြုံချိမှာစားခဲ့တဲ့ရတာအတိုင်းဖြစ်အောင်လို့မင်းကအခုမှလာအနစ်ပြင်ပြမှာပဲဖြစ်ပါတယ်ရှင်။ပဲငက်ပြီးနှစွန်းငံပြားရဲ့အကြီးနှစွန်းငံပြားရဲ့အနောက်စွန်းဝက်ခယူစီတစွန်းထည့်ပြီးတော့မနဲ့အောင်မွေပေးရပါမယ်ရှင်။ကြော်လက်စားကြက်တာဟင်းတွေကိုမလာအနစ်ထည့်ပြီးပြီဆိုလို့ရှိရင်ဆက်ကြော်ပေးရပါမယ်ရှင်။10မိနစ်ခန့်ကြော်ပြီးတော့မလာအနစ်အနံ့လည်းမွေးလာပြီးစီးကလည်းအနီအောင်တန်းလာပြီဆိုလို့ရှိရင်ရေကိုကြက်တာဟင်းမြုပ်တဲ့အထိထည့်ပေးရပါမယ်။ပုံမှန်မီးနဲ့ကြက်တာဟင်းကိုနူးတဲ့အထိပေါင်းပေးရပါမယ်ရှင်။ကြက်သားအနုရင်ပေါ်မူတည်ပြီးတော့ပေါင်းတဲ့ကြာချိန်ကကွာပါလိမ့်မယ်ရှင်။မင်းဒီတစ်ခေါက်ဝယ်တဲ့ကြက်သားနည်းနည်းလေးရင်တော့မင်း45မိနစ်လောက်ပေါင်းလိုက်ရပါတယ်။ပေါင်းနေရင်လည်းပဲကြက်သားဟင်းရဲ့ချိုငံကိုမိမိကြိုက်နေတဲ့ရာအတိုင်းချိန်ဆလို့ရပါတယ်ရှင်။ကြက်သားဟင်းလေးနူရပြီဆိုလို့ရှိရင်တကယ်ကိုခြုံချိမှစားတဲ့အတိုင်းကြက်မာလာငရုတ်ဆက်ရရှိသွားပါပြီ။ကြက်သားလေးကလုံးဝနူးပြီးတော့ရှာပေါ်တင်လိုက်တာနဲ့ကိုအရေးပြောနိုင်နေထိပါပဲရှင်။မိုးကလည်းမာလာအရတာအပြည့်နဲ့အရေးရွှဲရွှဲလေးနဲ့တော်တော်လေးကိုစားကောင်းပါတယ်ရှင်။ဗီဒီယိုဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်ရှင်။